အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ထန်းတဲ့ပင်ဆက်ကလေးရနေပြီးတော့ဒါဘယ်တော့မှကြောက်တန်းစစ်တန်းနော်စစ်တန်းကိုပိုင်းရောမင်္ဂလာဆိုင်တော်ဖွဲ့ဝဲကူပါပြီလို့နော်ကျွန်တော်ဆက်ကလေးရနေပြီးတော့ကျွန်တော်တို့စစ်တန်းကိုဝဲကူပါပြီလို့ဝဲကူပါပိုင်းရောဖွဲ့ကျွန်တော်ဝဲကူပါပြီကျွန်တော်တို့ကမှဝယ်လာတဲ့ပတ်မကြီးကိုခဏဝင်ထားတာပါပတ်မကြီးထမ်းသွားတာမကြည့်ဘူးပတ်မကြီးကိုလုံးလိုက်ခဲလိုက်ရပါတို့အဖွဲ့တွေကိုပလာကြီးဆက်လိုက်တော့နာလားတဲ့ကိုပလာကြီးကောင်းမှဆက်လိုက်ပြတော့ပါတယ်တဲ့နော်ကိုပလာကြီးဟုတ်ကဲ့ဒီကဒေါက်ကလမကြီးအဖက်ကကုန်ပြီလားအဖက်တွေအဖက်ကတုံကြတာလားဟောကျွန်တော်တို့ကအားကျိုးမှန်တိုးနေပေါ့ဗျာဒီမှာအားမွေးတော့အားကျိုးမှန်တိုးနေဟလားအားကျိုးမှန်တိုးနေဗျာအားမွေးဟုတ်ပြီဟိုမှာကိုနဲ့လေးဘာလုပ်နာလဲတဲ့ဟုတ်ပြီဗျာကဲအမကြီးဘယ်ကူးမှလဲစစ်တန်းဟုတ်ပြီဗျာဟိုနောက်က2ယောက်ကတော်တော်အားမွေးတယ်နော်အဲ့ဒီဗျာဟုတ်ပြီဗျာနောက်ကတော့ဒါဒွမ်ဆရာသမူကျွတ်ဖြစ်ပါတယ်ခင်ဗျာဒီမှာအားကျိုးမှန်ကျိုးနဲ့ဆက်စီရပိုင်းတော်ဖွဲ့ကျွန်တော်တို့ထမ်းတဲ့ပင်ဆက်ကလေးကနေပြီးတော့ကျွန်တော်တို့စစ်တန်းသူကူးပါပြီလို့နော်စစ်တန်းသူကူးပထမရက်ကကျွန်တော်မရိုက်နိုင်ဘူးဆိုတာကျွန်တော်တော်လူတွေပင်ပန်းပြီးတော့ရိုက်ချိန်မရလို့ပါလို့နော်လူတွေပင်ပန်းပြီးတော့ဟုတ်ကဲ့ပါမရေလေးစားလို့ရေတော့ဝယ်ရတာခင်ဗျလူကျွတ်အားရှာပါလူကျွတ်ချောနေတယ်ကွာလူကျွတ်အားမိုက်တယ်လူကျွတ်ကမိုက်တယ်ဒီမှာရှေ့မှာကိုကွန်ဆိုင်ရတော့ငိုက်နေပါတယ်ခင်ဗျညီမောင်ရေစစ်တမ်းပိဋကတ်တွေပိုင်းတော်မင်္ဂလာဆိုင်ပွဲလာပါပြီလို့